မားရဲ့နောက်ခံအကြောင်းနဲ့ရခိုင်တပ်တော်ရဲ့ခေါင်းဆောင်တဦးဘလို့ဖြစ်လာခဲ့တယ်လဲဆိုတာပြောပြပေးပါလားကျွန်တော်စစ်တွေမှာဥပဒေအကြောင်းတက်ခဲ့ပြီးမြဲတင်နှမ်းမပြီးဆုံးခဲ့ပါဘူးကျောင်းသားခေါင်းဆောင်တယောက်အနေနဲ့တက်ကြွလှုပ်ရှားခဲ့ဘူးပြီးကိုးတန်းကျောင်းသားဘဝမှာစစ်တပ်နဲ့ထိတ်တိုက်တွေ့ဆုံမှုတစ်ကြိမ်ဖြစ်ခဲ့ဘူးတယ်ဒါပေမဲ့ပြင်းပြင်းထန်ထန်တော့မဟုတ်ပါဘူးအဲ့ဒါစစ်တပ်နဲ့ပထမဆုံးရင်ဆိုင်တွေ့ဘူးတာပါ1990ကျော်နှောင်းမိုင်းကာလတွေမှာဘင်္ဂလားဒေ့ရှ်နယ်စပ်ကိုစတင်ဖျက်ချော်ခဲ့ပါတယ်ပထမဆုံးချိန်က1998ခုနှစ် Operation Leech မြော့စစ်စင်ရေးမှာရခိုင်တော်လှန်ရေးသမားအချို့ကြာဆုံးသွားပြီးနောက်ပိုင်းမှာပါကျွန်တော်တို့ဟာရခိုင်လူမျိုးရေးပါတီ ALP နဲ့ရခိုင်ပြည်အမျိုးသားညီညွတ်ရေးပါတီ NUPA တို့ရဲ့လှုပ်ရှားမှုတွေကနေအများကြီးတင်ယူခဲ့ပေမဲ့ဒီအဖွဲ့တွေကကျွန်တော်တို့ထင်ထားသလောက်မတောင့်တင်းဘူးဆိုတာမကြခင်မှာပဲသိလာရတယ်။စီးလုံးညီညွတ်မှုလိုအပ်နေပြီဆိုတာကိုလည်းသဘောပေါက်လာခဲ့ပါတယ်။2006ခုနှစ်အထိတော့ဒီရခိုင်အဖွဲ့တွေအားလုံးစီးလုံးလာအောင်ကျွန်တော်တို့မျှော်လင့်ခဲ့ကြသည်ပါအဲ့ဒီနှစ်မှာပဲအထောက်ထားမပါပဲအိန္ဒိယကိုခီးထွက်ခဲ့တယ်မဏိပူကနေနေဆက်ဖြတ်ပြီးအင်ဖာမှာနေခဲ့တယ်နောက်တော့အာတန်ပြည်နဲ့ဂိုအာဟာတီမှာနေခဲ့ပြီးထရီပူရာကခေါင်းဆောင်တူဦးပါဝင်ခေါင်းဆောင်တော်တော်များများနဲ့တွေ့ဆုံခဲ့ပါတယ်ဂူအာဟာတီကနေယထာနဲ့ဒဲလီကိုသွားခဲ့တယ်ဒဲလီမှာရက်20ကြာနေထိုင်ပြီးဖီဂတ်စပူရီမှာလုပ်တဲ့ Arakan National Congress ရဲ့ပထမဆုံးချိန်အစည်းအဝေးကိုတက်ရောက်ခဲ့တယ်ခေါင်းဆောင်တွေကကိစ္စအသေးမွှားလေးတွေနဲ့ညှင်းခုန်နေကြတာကိုတွေ့ရတော့မှကျွန်တော်တို့လိုချင်တဲ့စီလုံးညီညွတ်မှုကိုရဖို့ဆိုတာမဖြစ်နိုင်မှုဆိုတာယုံကြည်သွားခဲ့တယ်သူတို့နဲ့အချင်းဖြုံးနေလို့မဖြစ်တော့ဘူးလို့ဆုံးဖြတ်လိုက်ပါတယ်အဲ့ဒီနောက်မှာကချင်လွတ်မြောက်ရေးတပ်မတော် KIA ပါဝင်မြန်မာပြည်အနှံ့ကအဖွဲ့အစည်းတွေနဲ့ဆက်ဆံရေးထူထောင်ဖို့စဉ်းစားလာခဲ့တယ်ရန်ကုန်တက္ကသိုလ်ကတငယ်ချင်းတွေကတဆင့်ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် KNLA နဲ့အဆက်အသွယ်ရခဲ့ပါတယ်စစ်တွေတက္ကသိုလ်မှာဥပဒေတင်နန်းတက်နေရင်းနဲ့တစ်ဖက်မှာလည်းခီးသွွားလမ်းညွှန်လုပ်ငန်းနဲ့ကြောက်မြစ်ရောင်းဝယ်ရေးလုပ်ငန်းတွေလုပ်ကင်ခဲ့ပါတယ်။အဲ့ဒီအလုပ်တွေကဂျာမနီ၊ဆွစ်ဇာလန်နဲ့တခြားနိုင်ငံတွေကခီးသွွားတွေကတဆင့်ကျွန်တော်ရဲ့ကိုယ်ရက်ကိုချဲ့ထွင်ဖို့အထောက်အကူဖြစ်စေခဲ့တယ်။အမေရိကန်ကတငယ်ချင်းအချို့ကကျွန်တော်ကိုကြောင်းတက်ဖို့ဖိတ်ခေါ်ခဲ့ပေမဲ့ကျွန်တော်ကတော့လက်တွေ့ကွင်းစင်းအလုပ်တွေကိုပို့စိတ်ဝင်စားခဲ့ပါတယ်2005ခုနှစ်မှာကျွန်တော်အိမ်အောင်ကြခဲ့ပြီးဇနီးတွေကိုရခိုင်ပြည်အတွက်ကျွန်တော်ရဲ့အစီအစဉ်တွေပြပြထားခဲ့ပါတယ်ကျွန်တော်ရဲ့အကိုကြီးအခုအဖွဲ့အစည်းရဲ့ဒုတိယဥက္ကဋ္ဌ3က KIA နဲ့အဆက်အသွယ်ရဖို့ကူညီပေးခဲ့တယ်ကချင်ပြည်နယ်ကိုသွားဖို့ကျွန်တော်ရဲ့အိုမီဂါနိုင်ကိုဒေါ်လာ400နဲ့ရောင်းခဲ့ရတယ်2006ခုနှစ်ကချင်ပြည်နယ်ကိုပထမဆုံးအကြိမ်သွားခဲ့တာကတော့ KIA နဲ့အမြင့်ချင်းဖလှယ်ဖို့နဲ့နှစ်ပတ်ကြာစစ်တင်တန်းကိုလေ့လာဖို့ပါ KIA ရဲ့ယုံကြည်မှုကိုရဖို့3နှစ်လောက်အချိန်ယူခဲ့ရတယ်အဲ့ဒီအချိန်က KIA နေရအစိုးရနဲ့အပြစ်ခတ်ရစဲထားချိန်ဖြစ်ပြီးအဖွဲ့အစည်းကိုနေကြားဆောင်တက်အဖြစ်ပြောင်းလဲဖို့ဖိအားပေးခံနေရချိန်မှာဒီအစိုးပြုချက်အပေါ် KIA နေထဲမှာအမြင်ကွဲပြားမှုတွေရှိနေခဲ့တယ်2008ခုနှစ်မှာ KIA နေစီကနေတင်နန်းတက်ဖို့မီးစိမ်းပြခဲ့ပြီးနောက်တစ်နှစ်မှာတင်နန်းစတင်နိုင်ခဲ့ပါတယ်ကျွန်တော်တို့ကလူ90လောက်တင်နန်းပေးခြင်းပေမဲ့ KIA နေက26ရောက်ပဲလက်ခံခဲ့တယ်ကျွန်တော်တို့တငယ်ချင်းအချို့ကချင်ပြည်နယ်ကိုအသွားလမ်းမှာစစ်ပတ်ရေးရလုံခြုံရေးအဖွဲ့စရဖရေးဖမ်းဆီးခြင်းကိုခံခဲ့ရပါတယ်ကချင်ပြည်နယ်ကနေတနက်နေရာနဲ့ပြန်လာနိုင်ဖို့ကျွန်တော်တို့စဉ်းစားခဲ့ကြတယ်စီရီကိစ္စတွေကိုတင်ယူခဲ့သလိုစစ်ပြူဝါနဲ့နီးပြူဝါတွေအကြောင်းအများကြီးဖတ်ရှုလေ့လာခဲ့ပါတယ်တချီထဲမှာပဲထိုင်းမြန်မာနယ်စပ်ကတစ်စစ်နိုင်ငံသားမှာပညာသင်နေတဲ့လူငယ်တွေနဲ့အဆက်အသွယ်လုပ်ပြီးတင်နန်းပေးဖို့လူသေးစုဆောင်းခဲ့ပါတယ်စစ်တပ်နဲ့အပြည့်ရထားတဲ့အတွက် KIA အနေနဲ့ဒီတင်နန်းတွေကိုလှူဝတ်ထားရတာမို့သူတို့စိုးရိမ်ခဲ့ကြတယ်နှစ်အတွင်းမှာအင်အား300လောက်အထိတင်နန်းပေးနိုင်ခဲ့ပါတယ်တချို့အချိန်ကြီးမှာရိခါပြက်လက်တာမျိုးရှိခဲ့ပြီးနောက်ပိုင်းမှာနေဆက်ကကြောက်စိမ့်လုပ်ငန်းတွေမှာပါဝင်လုပ်ကင်ခဲ့ပါတယ်2013ခုနှစ်မှာတော့ကိုရက်ချဲ့ထွေမှုလှူသတိကန်ဒေသနဲ့ဘင်္ဂလားဒေ့ရှ်နေဆက်ကိုလူ19ယောက်စီးလုပ်ခဲ့ပါတယ်ရှမ်းပြည်နယ်ကကိုကန့်နဲ့ပလောင်တအောင်းဖွဲ့တွေနဲ့လည်းယင်းနီးတဲ့ဆက်ဆံရေးတိစောက်နိုင်ခဲ့ပြီးအဲ့ဒီဒေသတွေကနေလက်နက်အချို့စုဆောင်းနိုင်ခဲ့ပါတယ်ရခိုင်တပ်တော်နဲ့စစ်တပ်တို့ပထမဆုံးအချိန်ထိတိုက်တွေ့ဆုံခဲ့တာက2015ခုနှစ်မတ်လ28ရက်နေ့ဘင်္ဂလားဒေ့ရှ်နယ်စပ်အနီးပလောဝမြို့မှာဖြစ်ပြီးမြန်မာစစ်တပ်ကဗိုလ်ကြီးတယောက်ကိုတုတ်တင်နိုင်ခဲ့ပါတယ်။ခင်ဗျားမှာစစ်ရေးတွေ့ကြုံမရှိခဲ့ဘဲနဲ့ AA အနေနဲ့အခုလိုစစ်ရေးရအံ့ဩစရာကောင်းတဲ့အောင်မြင်မှုတွေဘယ်လိုရရှိခဲ့တာလဲ။ဘာတွေကခင်ဗျားတို့ရဲ့လျှို့ဝှက်ချက်ဖြစ်မလဲ။စကားပဲပြောပြီးလက်တွေ့မလုပ်တဲ့အရာတွေရှိသလိုလက်တွေ့လုပ်ပြီးစကားမပြောတဲ့အရာတွေလည်းရှိပါတယ်။စကားလည်းပြောပြီးလက်တွေ့လည်းလုပ်တဲ့အရာတွေလည်းရှိတာပေါ့။
ရခိုင်ပြည်နယ်ဟာတင်းငယ်တဲ့နေမီလေးတစ်ခုထီပေမဲ့ကျွန်တော်တို့ကအရင်ကအဲ့လောက်မတင်းငယ်ခဲ့ပါဘူးနေမီအပိုင်းစားလေးတစ်ခုအတွက်ညှင်းခုန်နေမဲ့အစားလုံတင်တာကိုလှုပ်ဆောင်ရမှာပါနေမီချဲ့ထွင်လို့တဲ့ရီမန်းချက်တွေအကြောင်းပြောနေမဲ့အစားကိုယ့်ရဲ့ mission ပေါ်မှာပဲသစ္စာရှိရှိလှုပ်ဆောင်တာကပိုကောင်းပါတယ်အောင်မြင်မှုအတွက်အကြောင်းရင်းတွေအများကြီးရှိပါတယ်ဒါပေမဲ့ကျွန်တော်တို့ကအထူးတလေအောင်မြင်တဲ့အဆင့်ကိုမရောက်သေးပါဘူးစိတ်ရှိရမယ်အာယုံစိုက်ရမယ်ရှိတဲ့အရင်းမြစ်လေးတွေနဲ့စီမံခန့်ခွဲသွားရမှာပါဟုတ်ပါကျွန်တော်တို့အောင်မြင်ရတဲ့အဓိကအချက်ကတော့ပြည်သူတွေရဲ့ထောက်ခံမှုပါရခိုင်ပြည်ကမတူကွဲပြားတဲ့အတိုက်အဝန်းတွေကြားထဲမှာယုံကြည်မှုကိုပြန်လည်တည်ဆောက်နိုင်ခဲ့တယ်အထူးသဖြင့်2012နဲ့2019ခုနှစ်တွေမှာမူဆလင်အတိုက်အဝန်းအများပြားနှင်ထုတ်ခံရပြီးနောက်ပိုင်းသူတို့နဲ့ကြားမှာမယုံကြည်မှုတွေအများကြီးရှိခဲ့တယ်။တာမန်အချိန်မျိုးမှာဆိုရင်သူတို့ကိုချင်းကပ်ဖို့ကမဖြစ်နိုင်ပါဘူး။သူတို့ကလည်းမိတ်ဆွေရှာနေကြတာဖြစ်တယ်လို့ကျွန်တော်တို့ကလည်းကျွန်တော်တို့ရဲ့အစီအစဉ်တွေကိုရှင်းပြခဲ့တယ်။အဲ့ဒါကအရေးကြီးတဲ့ခြေလှမ်းတစ်ခုပါပဲ။နေမီအနေထားကလည်းအရေးပါတဲ့အချက်တစ်ခုပါ။စစ်တပ်မှာပိုကောင်းတဲ့အခြေခံအဆောက်အုံတွေရှိခဲ့တယ်ကျွန်တော်တို့မှာအရင်အမြစ်ကန့်တက်ချက်ရှိပြီမဲ့အဲ့ဓာတွေကိုအကောင်းဆုံးအသုံးချနိုင်ခဲ့ပါတယ်စစ်ပွဲတွေမှာအလွန်ရေးရင်ပြီးကျွမ်းကျင်မှုရှိတဲ့ကျွန်တော်တို့ရဲ့စစ်တီတွေနဲ့အရာရှိတွေကိုကျွန်တော်အလွန်ဂုဏ်ယူပါတယ်ကျွန်တော်တို့ဌာနချုပ်ဟာဂျိုးတူးဆက်သွယ်ရေးအပါအဝင်ရရှိနိုင်တဲ့နည်းပညာအားလုံးကိုထိရောက်တဲ့ဆက်သွယ်ရေးအတွက်ပေါင်းစပ်သုံးချနိုင်ခဲ့ပါတယ်အခုပြန်ကြည့်ရင်ကျွန်တော်ရဲ့အဖွဲ့တစ်ခုလုံးမှာကြိုတင်ပြင်ဆင်မှုကောင်းကောင်းလုပ်နိုင်တဲ့သစ္စာရှိတဲ့လူတွေအများကြီးရှိနေတာကိုတွေ့ရတယ်။ကျွန်တော်သူတို့နဲ့တက်ညီလက်ညီလှုပ်ဆောင်နိုင်ခဲ့ပါတယ်2025ခုနှစ်ဟာအခြေအနေတွေရပ်တန့်နေတဲ့နှစ်တစ်နှစ်ဖြစ်ခဲ့တယ်။ EA အနေနဲ့ကြောက်ဖြူနဲ့စစ်တွေမျိုးတွေကိုတိုက်ခိုက်တာမျိုးမလုပ်ခဲ့ပဲတခြားတော်လိုင်းရေးအဖွဲ့တွေနဲ့ပေါင်းပြီးဗမာပြည်အလဲပိုင်းထိခြေဆန့်ခဲ့တယ်။ဒါက view ဟာပြောင်းလဲလိုက်တာလား။ view ဟာအသေးစိတ်ကိုပြောဖို့ကတော့အချိန်စောပါသေးတယ်။ EA အနေနဲ့စစ်ကောင်စီရဲ့တွေးဆုံဆွေးနွေးရေးအဆိုပြုချက်ကိုလက်ခံနိုင်နေဆိုတဲ့ခံမှန်းချက်တွေပေါ့ဘာပြောချင်လဲ။နိုင်ငံရေးအတွေးဆုံဆွေးနွေးတာနဲ့တည်ငြိမ်မှုရှိတာဟာလူတိုင်းရဲ့အကျိုးစီးပွားပါပဲ။ကျွန်တော်တို့နိုင်ငံရေးရင်းချက်ဖို့လိုပါတယ်။ဒီလောက်ပဲပြောပါရစေ။ကျွန်တော်ရခိုင်ကိုရောက်နေတာတစ်လနီးပါးရှိပြီ။အဲ့ဒီအတွင်းမှာလေကြောင်းတိုက်ခိုက်မှု6ကြိမ်ရှိခဲ့တယ်။ဖေဖော်ဝါရီ24ရက်ကပုံနာကျွန်းမြို့နယ်ကနေရာတစ်ခုကိုတွားခဲ့တော့လူ19ယောက်တေဆုံးခဲ့တာကိုတွေ့ခဲ့ရတယ်။အခုရွေးကောက်ပွဲတွေပြီးရင်လေကြောင်းတိုက်ခိုက်မှုတွေပိုများလာနိုင်တယ်။ဒီအန်ဒီယေကိုဘယ်လိုကင်တွယ်ဖို့ပြင်ဆင်ထားလဲ။အရက်သားတွေရဲ့ဘေးကင်းလုံခြုံရေးကကျွန်တော်တို့ရဲ့ဦးစားပေးပါ။အရက်သားတွေကိုထိရောက်စွာအကာအကွယ်ပေးနိုင်ဖို့နီလန်းမှန်သမျှကိုရှာဖွေနေပါတယ်။ဒါဟာခက်ခဲပါတယ်။ဒီလေကြောင်းပုံကျဲမှုတွေကိုမှတ်တမ်းတင်နိုင်ဖို့နိုင်ငံတကာအတိုင်းအဝန်းနဲ့ပူးပေါင်းလှုပ်ဆောင်နေပြီမဲ့သိပြီးတော့ထိရောက်တော့မရှိသေးပါဘူး။ဒါဟာအလွန်ပြင်းထန်တဲ့လူသားချင်းစာနာထောက်ထားမှုဆိုင်ရာစိုးရိမ်စရာကိစ္စပါ။ဒါကြောင့်လေစစ်တပ်ကအရက်သားတွေကိုဘုံကျဲနေသမျှကာလပတ်လုံးကျွန်တော်တို့အတွက်နိုင်ငံရေးဖြစ်စဉ်တွေကိုဆွေးနွေးဖို့ကအလွန်ခက်ခဲနေဦးမှာပါ။စစ်ကောင်စီကအသာစီးရတဲ့အနေအထားကနေဆွေးနွေးချင်နေတာ။ဒါပေမဲ့ကျွန်တော်တို့ကတော့အဲ့ဒီလိုဖိအားမျိုးကိုအယော့ပေးမှာမဟုတ်ပါဘူး။ EA ဟာလွန်ခဲ့တဲ့နှစ်ကတရုတ်နိုင်ငံမှာစစ်ကောင်စီကူးစလေတွေနဲ့ဆွေးနွေးခဲ့ပူတယ်။အဲ့ဒီတုန်းကစစ်ကောင်စီတပ်တွေရခိုင်မှာအချီမဆိုင်ဘူးခမားတို့ဘက်ကတောင်းဆိုခဲ့လို့ဆွေးနွေးပွဲပြက်ခဲ့ရတယ်။အခုချိန်မှာရောအစိုးရနဲ့အဲ့ဒီလိုဆွေးနွေးဖို့စံတာရှိလား။ခမားပြောတာမှန်ပါတယ်။အဲ့ဒါကျွန်တော်တို့လူချင်းတဲ့အချက်ပါ။အစိုးရကကျွန်တော်တို့ကို2023ခုနှစ်မတိုင်ခင်ကအချီနေတိုင်းပြန်သွားစီခြင်းနေအဲ့ဒီလိုဆိုရင်ကျွန်တော်တို့ကလည်း1984ခုနှစ်ရခိုင်လွတ်လပ်သောနိုင်ငံအဖြစ်မှရက်စဲသွားသောနှစ်အချီနေကိုပြန်သွားချင်တာပေါ့လက်တွေ့မကျတဲ့အရာတွေကိုတောင်းဆိုနေမိအစားအစိုးရအနေနဲ့မြေပြင်ကအရှိတရားကိုအခြေခံပြီးအားလုံးပါဝင်တဲ့စစ်မှန်တဲ့ဆွေးနွေးမျိုးကိုပဲအာရုံစိုက်တင်ပါတယ်ဆွေးနွေးပွဲတွေဟာမြေပြင်အခြေအနေနဲ့ကင်းကွာနေလို့မရပါဘူး2023မှာကျွန်တော်စကိုင်းတိုင်းနဲ့ချင်းပြည်နယ်ကိုသွားခဲ့တော့တော်လိုင်းခေါင်းဆောင်တွေနဲ့တွေ့ခဲ့တယ်။အများစုက2025အကုန်မှာစစ်ကောင်စီပြုတ်ကျမယ်လို့ယုံကြည်နေကြတယ်။ဒါပေမဲ့အဲ့ဒီလိုဖြစ်မလာခဲ့ဘူး။တချို့ဒေသတွေမှာစစ်တပ်ကပြန်ပြီးထိုးစစ်ဆင်လာနိုင်တာကိုတွေ့ရတယ်။ဒါကိုဘယ်လိုသုံးသပ်ပါသလဲ။အမျိုးသားညီညွတ်ရေးအစိုးရ NUG ဟာအရေးပါတဲ့အခန်းကဏ္ဍမှာရှိပါတယ်။ကျွန်တော်တို့သူတို့ကိုလေးစားပါတယ်။တခြားအစိုးအဖွဲ့တွေလည်းရှိပါသေးတယ်။
အားလုံးကရှင်းလင်းတဲ့နိုင်ငံရေးအနာဂတ်တစ်ခုအတွက်စူးစီးမိကြဖို့မျှော်လင့်ပါတယ်အခုအချိန်ကြီးကတော့ခံမှန်းရခက်နေတော့မှာပဲစစ်ကောင်စီကကျင့်သုံးနေတဲ့နီးဗျူဟာတွေကြောင့်သွေးထွက်တန်ယုံမှုတွေပိုရှိလာနိုင်ပါတယ်အိန္ဒိယနိုင်ငံတွေနဲ့ဆက်ဆံရေးကြောင့်ပြောရအောင်ဘင်္ဂလားဒေ့ရှ်နိုင်ငံမှာတက်လာတဲ့ဘင်္ဂလားဒေ့ရှ်အမျိုးသားဝါဒီပါတီ BNP အစိုးရကိုခမရဂုံပြူစကားပြောခဲ့ပြီးရီပူရအားဖြင့်တော့ BNP အစိုးရဟာအစွန်းရောက်တဲ့အနေအထားမျိုးကိုရှောင်ကျဉ်ပြီးရခိုင်အရေးနဲ့ပတ်သက်ရင်မူဝါဒနှစ်မျိုးကျင့်သုံးနိုင်မယ်လို့ယူဆကြတယ်။တစ်ဖက်က AA ကိုရိုဟင်ဂျာတောက်ကတဲ့တွေပြန်လက်ခံဖို့ဖိအားပေးမယ်။နောက်တစ်ဖက်ကတော့ရိုဟင်ဂျာ Solidarity Organization RSO နဲ့ Arakan Rohingya Salvation Army ARSA လို့အဖွဲ့တွေကိုလက်နက်တပ်ဆင်ပေးတာမျိုးလုပ်မယ်လို့ယူဆရတယ်။အစိုးရတဲ့အပေါ်ဘာတွေမျှော်လင့်ထားသလဲ။ကျွန်တော်တို့ရဲ့မျှော်လင့်ချက်ကတော့ကောင်းမှုနဲ့ပတ်ဝန်းကျင်တစ်ခုဖန်တီးနိုင်ဖို့ဘင်္ဂလားဒေ့ရှ်နဲ့အတူတကွလက်တွဲလှုပ်ဆောင်သွားဖို့ပါပထမဦးစွာဒေသတွင်းမှာတကယ်ရှိနေတဲ့အင်အားစုတွေကိုမှားယွင်းတဲ့ဆွဆွဲချက်တွေလုပ်မဲ့အစားသူတို့ကိုအတိအမှတ်ပြုလုပ်ပိုင်ခွင့်ပေးရပါမယ်ရခိုင်ပြည်သူတော်လှန်ရေးအစိုးရကိုအတိအမှတ်မပြုဘဲနဲ့တော့ကောင်းမှုနဲ့အခြေအနေတစ်ခုဖန်တီးဖို့ကအလွန်ခက်ခဲပါလိမ့်မယ်ကျွန်တော်တို့ကဒုက္ခတွေပြန်လာနိုင်ဖို့အစဉ်ပြေတဲ့အခြေအနေမျိုးကိုဖန်တီးပြီးချင်ပါတယ်ကျွန်တော်တို့ရဲ့အထူးကဦးစားပေးကပြည်သူတွေရင်ဆိုင်နေရတဲ့ပြဿနာတွေကိုဖြေရှင်းပြီးဖို့ပါဒါပေမဲ့လက်နက်ကင်အဖွဲ့တွေရဲ့လှုပ်ရှားမှုတွေကပြဿနာကိုပူကြီးစေပါလိမ့်မယ်ကျွန်တော်တို့ကတော့ဘလို့အခြေအနေမျိုးကိုမဆိုရင်ဆိုင်ဖို့အသင့်ပါပဲပြီးခဲ့တဲ့ရက်အနေငယ်ကကျွန်တော်မြန်မာဘင်္ဂလားဒေ့ရှ်နယ်စပ်ကရွာအချို့ကိုသွားခဲ့ပြီးဒေသခံတွေနဲ့စကားပြောခဲ့တယ်ရိုဟင်ဂျာမဟုတ်တဲ့ရွာသားတွေနဲ့ရိုဟင်ဂျာရွာသားအချို့ဟာ ARSA ကိုအမြဲကြောက်နေကြရတယ်။ခင်ဗျားတို့အစိုးရအနေနဲ့အဲ့ဒီဒေသတွေကိုအခိုင်အမာမထိန်ချုပ်နိုင်သေးဘူး။အဲ့ဒီဒေသတွေအတွက်ဘာတွေပြင်ဆင်ထားလဲ။ဒါကမလွယ်ပါဘူး။ကျွန်တော်တို့ဝေးလံတဲ့ရွာတွေအထူးသဖြင့်မျိုးလူမျိုးတွေနေထိုင်တဲ့ရွာတွေကိုအကူအညီတွေပေးနေပါတယ်။သူတို့တွေကတချို့ကမူရစ်စီဝါကုန်တွေမှုမှာပါဝင်ပတ်သက်နေကြတယ်။သူတို့တွေကတချို့က ARSA နဲ့လက်တွဲနေကြတယ်ဆိုတဲ့အစီရင်ခံစာတွေလည်းကျွန်တော်တို့ရရှိထားပါတယ်။အချင်းချင်းကြားတိုက်ခိုက်မှုတွေကြောင့်လူအများကြီးတည်ဆုံးခဲ့ရတာအံ့ဩစရာတော့မဟုတ်ပါဘူး။မောင်တို့ကိုမလွတ်မြောက်ခင်တုန်းကစစ်တပ်နဲ့ဒီလ်မိုဟာမက်လိုမူရစ်ရာဇာတွေဟာမူရစ်စီဝါကုန်တွေမှုမှာအလွန်တက်ကြွခဲ့ကြတယ်အခုတော့ဒေသခံတွေပိုပြီးလုံခြုံမှုရှိစေဖို့အဲ့ဒီဒေသကိုကျွန်တော်တို့အာယုံစိုက်လှုပ်ဆောင်နေပါတယ်။ဆရာဝန်နဲ့စီးဝါးတွေလည်းအကြီးကျယ်ပြက်လက်နေတာတွေ့ရတယ်။ပြည်တွင်းနေရဆိုခွာရသူ IDP ရဲ့အခြေအနေကလည်းစိတ်မကောင်းစရာပါပဲ။ကျွန်တော်တို့ဒီကိစ္စတွေကိုကင်တွယ်ဖြေရှင်းနေတယ်လို့ကျမ်းမာရေးဝန်ဆောင်မှုတွေပိုကောင်းလာအောင်ကြိုးစားနေပါတယ်စီးပွားဆိုင်ရာအထောက်အကူပြုပစ္စည်းတွေပိုရလာအောင်စီးပွားတွေပုံမှန်စီးစိမ်မှုရှိအောင်ဆရာဝန်နဲ့ကျန်းမာရေးဝန်ထမ်းတွေပုံမခန့်အပ်နိုင်အောင်ဆောင်ရွက်နေပါတယ်ရခိုင်ပြည်နယ်မှာစီးတက္ကသိုလ်နဲ့တူနာပြုတဲ့နန်းကြောင်ဖွင့်လှစ်ဖို့ဆုံးဖြတ်ထားပြီးဒီအစီအစဉ်အတွက်ကျွန်တော်တို့အလွန်စိတ်အားထက်သန်နေပါတယ်ဒီနေ့မှာတူနာပြု120ကိုတင်နှန်းပြီးဘူးစီစဉ်ထားပါတယ်လက်ရှိမှာဆရာဝန်90ကနေ60အထိရှိနေပြီးမကြာခင်မှာနောက်ထပ်ဆရာဝန်တွေပူပေါင်းလာဖို့မျှော်လင့်ပါတယ်ကျွန်တော်တို့ကဆရာဝန်တွေတူနာပြုရဲ့နောက်ခံတဲ့လူမျိုးကိုဂရုမစိုက်ပါဘူးရှေးလာမဲ့လာရဲမှာຫນွေဥတော်လိုင်းရင်နဲ့ပတ်သက်ပြီးဘာတွေမျှော်လင့်ထားလဲຫນွေဥတော်လိုင်းရဲ့ရလဒ်ကိုAAတပ်ဖွဲ့ရဲ့မျှော်လင့်ချက်နဲ့ဆုံးဖြတ်လို့မရပါဘူးဗမာပြည်မှာကပြည်သူတွေသူတို့ရဲ့ပြဿနာတွေနဲ့ဒေသတွင်းဖြစ်ပျက်နေတာတွေအဆရှိတဲ့တခြားချက်တွေကိုလည်းထည့်သွင်းစဉ်းစားရပါမယ်သူတို့ရဲ့အခြေအနေတွေကိုကျွန်တော်တို့အပြည့်အဝလေးစားပါတယ်ကျွန်တော်တို့မှာသူတို့နဲ့ရင်းနှီးတဲ့ဆက်ဆံရေးရှိတယ်လို့စိတ်တူကိုယ်တူအဖွဲ့အစည်းတွေကိုလည်းကူညီပေးထားပါတယ်နောက်နှစ်အတွင်းရခိုင်ပြည်နယ်ရဲ့အခြေအနေကိုဘယ်လိုမြင်ပါသလဲပြည်သူတွေရဲ့ဆင်းရဲဒုက္ခတွေအမြန်ဆုံးပြီးဆုံးသွားတာကိုမြင်ခြင်းသလိုရေရှည်တည်တတ်မဲ့ဖြည့်ရှင်းရတဲ့တစ်ခုကိုရှာဖွေခြင်းပါတယ်မြန်မာပြည်သူတွေရဲ့မျှော်မှန်းချက်တွေကိုဖြည့်ဆည်းပေးနိုင်ဖို့ကျွန်တော်တို့ဟာအစိုးဆုံးအခြေအနေတွေပြင်ဆင်ထားသင့်ပါတယ်